ဖြစ်ပါတယ် အားလုံးဖမ်းရာဖုန်ငယ်ရစီ page ကနေပြန်နေကြဆိုလိုက်ပါတယ်ခင်ဗျာရေခေတောင်တန်းတွေဝေးရန်ထားတဲ့ဒီခလန်ရွာဟာဘူတာဝရဲ့အနောက်မြောက်ဘက်မှာတည်ရှိပြီးဘူတာဝနဲ့မိုင်30ဝန်းကျင်ခန့်ကွာဝဲပါတယ်ကချင်မြို့နယ်စုဝင်တွေဖြစ်ကြတဲ့ရဝမ်တိုင်းရင်းသားတွေအဓိကနေထိုင်ကြပါတယ်ခင်ဗျာကျောင်းသူကျောင်းသား26ဦးနဲ့ဆရာဆရာမ9ဦးတာရှိတဲ့ဒီခလာမိုလွန်ကျောင်းမှာအလားဖုံတို့ညီကိုတွေစုပေါင်းပြီးတော့အာဟာရတိုက်ကျွေးတဲ့အလူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်ခင်ဗျာချစ်စရာကောင်းပြီးရိုသားလာတဲ့ကျောင်းသူကျောင်းသားလေးတွေနဲ့အလားဖုံတို့ညီကိုတွေဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေပြုလုပ်မလဲဆိုတာဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးကြပါဦးခင်ဗျာဆုံးမစေရီဆုံးတီပြီဒီနေ့ကျွန်တော်တို့ကျောင်းသူကျောင်းသားအယောက်20ကျော်ပဲရှိရဲ့ခါလန်ရွာမွန်လွန်ကျောင်းမှာကျွန်တော်တို့ဒီနေ့ကတော့တာကူကျူကျွေးမှာဖြစ်ပါတယ်ပြင်မှာပဲခွေရကျိုးတာခုတော့ချက်ပါပြီလဲလဲကျောင်းနဲ့ဆင်းပြီဆိုတော့လာဖုံတို့ကျောင်းကိုသွားကြပါမယ်အခက်ကြပါဦးခင်ဗျာအောင်ဘနော်ကျူးဆက်ခေါင်းရလေအောင်လာခတ်ရောင်ခွန်နေခွန်တဲ့ဆလမဒီကိလာခတ်ရနာပြေကျူးဆက်ခေါင်းအော်ဒီလိုဘယ်နဲ့လဲနမရှာတယ်ဒီကုန်းကျမလေးကြည့်ကြငါလေးဖလိုက်ကြည့်ကြနားတယ်မနီး那为啥没啥呢？
耶稣你谁？我也是孙子培个上面，那这种么子动套。你说今年会少，你说人家旁边一少为动套，正好被耶稣跟个谁耶？ဒီเจ้าမှာအာဟာရကိုတစ်ပတ်တစ်ခါကျွေးတယ်လို့သိရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုအားပေးကြတဲ့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကိုဖော်မရာ